Hello guys, အားလုံးပဲမင်္ဂလာပါရှင်ထထ channel နဲ့ပြန်လာကြပါလိုက်ပါဒီနေ့ကတော့ချစ်ချစ်ကပ်ပေါ်နော်ကုန်းပေါင်ဒီလိုမျိုးအခုဝတ်ပြထားတဲ့ဟာလေးကိုအင်ဂျီဘက်တူရဲ့သူတွေရှိလားအဲ့ဒါမသိသေးတဲ့သူတွေကျမဒီလိုပုံစံလေးကိုလောက်ပြသွားမှာဖြစ်ပါရဲ့ရှင်အဲ့တော့လိုက်ကြည့်ပေးကြပါအောင်ရှင်အဲ့တော့ပထမဦးစွာAvatar ရဲ့ဝင်မယ်Avatar ရဲ့ဝင်ပြီဆိုရင်တော့အင်ဂျီတွေကိုသွားအင်ဂျီတွေကတော့အင်ဂျီမှာမြန်မာလို့လည်းရိုက်ရှာခြင်းရိုက်ရှာလို့ရတယ်ဥပမာမြန်မာရှာပြမယ်ပေါ့နော်မြန်မာလို့ရှာရင်အမှတွေ့မယ်ဒီလိုမျိုးဒီအင်ဂျီလေးတွေ့ပါမယ်ဒီအင်ဂျီလေးကတော့ပေါ်ဝါခုနဝတ်ထားလေးနဲ့ပေါ်ဝါပဲပြောင်းသွားတာပေါ့နော်အခုကျတော့ထမိန်ကကျတော့ဒီထဲမှာမြန်မာလို့ရှာရင်ဘာတွေပဲပေါ်လဲဆိုတာကိုပြမယ်ပေါ့နော်မြန်မာပဲရှာရင်အခုဝတ်ထားတဲ့ထမိန်မပေါ်ဘဲနဲ့တခြားဟာတွေပဲတွေ့ရပါတယ်ရှင်အဲ့တော့ဘယ်လိုလုပ်မလဲဆိုတာလေးကိုလိုက်ကြည့်ပေးကြပါဦးရှင်ဘယ်လိုလုပ်မလဲဆိုတော့မြန်မာကိုမယူဘဲနဲ့ဒီအင်ဂျီတွေကျတော့အင်ဂျီကတော့အဆင်ပြေတယ်ပေါ့နော်ဒီပြီးတော့ကျတော့အင်ဂျီကပေါ်ဝါမပါချင်ဒီတိုင်းတိတန့်ပေါ့နော်အဝါရောင်ပေါ်ဝါမပါချင်တဲ့သူတွေကျတော့ဒီမှာ CONBAUNG ကုန်းပေါင်ပေါ့နော် CONBAUNG ကုန်းပေါင်လေးကိုပေါ်နော်ရှာပြီးပြီဆိုရင်ဒီမှာပေါ်လာပြီဆိုရင်ထိတ်ဆုံးကဒီမှာဒီအင်ဂျီလေးကတော့ပေါ်ဝါမပါတဲ့အင်ဂျီလေးပါနော်ဒါလေးကကြတော့ပြီးရဆက်ပြပါမယ်ဒါလေးလည်းမြန်မာအင်ဂျီလေးနဲ့ပဲပေါ့နော်တခြားဟာတွေကျယောက်ျားလေးဝတ်တွေရှိပါပဲရှင်အဲ့ဒါဆိုရင်ဆက်ရှာပြမယ်မကတော့ဒီဟာလေးဝတ်လိုက်ပြီဒါလေးဝတ်ပြီးပြီဆိုရင်တော့ဟုတ်ပါရဲ့ punch ဆိုတဲ့လုံးကြီးထမိန်မှာရှာတဲ့ဟာမှာလည်းကုန်းပေါင်ဆိုတာလေးကိုရက်ရှာကြည့်ပါကုန်းပေါင်ရှာပြီးပြီဆိုရင်တော့ကျမဝတ်ထားတဲ့ဟာလေးတွေ့လိုက်ပါမယ်ဒါလေးကကြတော့ခုနကျမပန်းရောင်လေးဝတ်ပြောက်သွားတာလေးပါဒီဟာလေးကကြတော့ဒီအင်ဂျီပေါ်ဝါအဝါရောင်လေးပါတာနဲ့မတိတန့်ဟာလေးနဲ့တွဲဝတ်ကတဲ့ထမိန်လေးဖြစ်ပါရဲ့ရှင်ဒီဟာလေးကြတော့ခုနကကျမရှာပြသွားတဲ့ကုန်းပေါင်ကိုပဲနှိပ်လိုက်ပါကုန်းပေါင်ပဲရှာရဲဆိုရင်ဒီကဟာလေးနဲ့တွဲဝတ်ကတဲ့အင်ဂျီလေးဖြစ်ပါရဲ့ရှင်ဟုတ်ကဲ့ပါရှင်အဲ့လိုမျိုးလေးတွေကျမကတော့ပန်းရောင်ပဲဝတ်ထားတော့ပန်းရောင်ပဲပေါ့နော်အခု accessory သွားပြီးစပင်လေးလိုက်ရှာပါမယ်စပင်မှာဆိုစပင်ထဲမှာလည်းလုပ်လို့ရတယ်ဒါမှမဟုတ်အခုစပေါ်တဲ့ set all accessory ဆိုတဲ့ဟာမှာလည်းလုပ်လို့ရပါတယ်အဲ့မှာဆိုရင်တော့ BLOND blonde hair BLONDHAIR hair blonde hair လေးကိုရှာကြည့်ပါရှင်ရှာကြည့်ပြီးဆိုရင်တော့ဒီမှာအများကြီးတွေ့ပါမယ်အများကြီးထဲမှာမြန်မာဝတ်စုံလေးနဲ့လိုက်တဲ့ဟာလေးတွေပေါ့နော်လိုက်တဲ့ဟာလေးကိုစိတ်တာရွေးလို့ရပါတယ်ရှင်ညီမကျတော့ဘာလေးရွေးထားလဲတော့ပါပြီကဟာကိုရွေးတာပြောင်းကျေးဇူးညီမကတော့လိုက်မဲ့ဟာလေးရွေးထားတာပေါ့နော်ဒီဟာလေးရွေးထားတာပါဒါဆိုရင်တော့ဘယ်နဲ့ဝတ်နိုင်ငံခြားဘိုးအင်ဂျီတွေဝတ်မှာခရက်တာတို့ဇင်ဘောမီတို့စကတ်တို့နဲ့ဝတ်ချင်လဲရတယ်မြန်မာအင်ဂျီကျမအခုရှာပြသွားတဲ့ကုန်းပေါင်အင်ဂျီလေးနဲ့လည်းဝတ်ချင်ဝတ်လို့ရတဲ့စပင်လေးပြီးတော့ကြတော့အဲ့ဒီ blonde hair မှာလည်းကျမဝတ်ပြတာတွေမဟုတ်ဘဲနဲ့စပင်မျိုးစုံလည်းရှိပါသေးတယ်ရှင်အများကြီးပဲအဲ့တော့ကြတော့ဟုတ်ကဲ့ပါအားလုံးပဲဒီနှစ်မှစတင်ရဗီဒီယိုစတင်တာလားမသိဘူးဒီနေ့မှဒီဗီဒီယိုစတင်တာလားမသိဘူးပေါ့နော်ဒီနေ့မှဗီဒီယိုစတင်တာလားမသိဘူးအဲ့ဒါကြောင့်မလို့ပြန်ပြီးတော့ချစ်ပေးကြပါပြန်အားပေးကြပါအားပေးတဲ့သူတွေလည်းကျမပါစေချမ်းသာပါစေပေးခဲ့ကြပါစေရှင်ငလင်ပေးတဲ့ပြည်သူများလည်းကိုယ့်ရဲ့မိသားစုတွေနဲ့ပြန်တွေ့ရပါစေရှင်ဟုတ်ကဲ့အားလုံးပဲဘိုင်ဘိုင်ပါမီ
လို့ like and subscribe လေးလည်းလုပ်ပေးချက်ပါဦးရှင်ဗီဒီယိုမသိတော့စကားတွေထက်အမြဲတမ်းထစ်နေတယ်အဲ့တော့ bye bye နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ရှင်အားလုံးပဲချစ်ပါတယ်ရှင်အော်မေးလို့ဘေးကခေါင်းလုံးလေးကိုလည်းနှိပ်ပေးခဲ့ကြပါဦးရှင်